လိုက်break နော်လက်ဆောင်မွေးကအများအားထွက်တယ်နော်3 quarter တယ်ရတခုလားခွေပြီးခွေဒီတွေကတော့ formula site ကပဲရတယ်ဗျာဒီတက formula site က2 ခုပြီးခွေ2 ခုတစ်ခုပြီးမှတစ်ခုလိုက်ပါတဲ့ကိုကြရတစ်ခုအရင်ရွေးနောက်ထပ်လာအောင်မယ်ဘယ်ကနန်းနေညာနေလည်းမကောင်းနော်တဲ့တစ်ခုပြီးတော့ရွေးလောက်ပါပေါက်ပါလေဟောကွက်တယ်မိပါလေဒီကောင်ကဒါနှစ်ခါထက်လာမယ်လို့ပြောတာနော်ရှစ်3 ည8ထွက်ပြီးတော့ထက်လာမယ်လို့ပြော